Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဒီလိုလာပါတဲ့ဂျူလီကီချန်လေးတွေကိုထိုးပြမှာပဲဖြစ်ပါရဲ့ရှင်နောက်ပြီးတော့သူကအကုန်လုံးတိုင်တူတွေနဲ့ပဲထိုးထားတာဖြစ်တဲ့အတွက်ကိုကအခြေခံတတ်ထားမယ်ဆိုရင်လည်းလိုက်ထိုးလို့ရတယ်ပေါ့နော်ကီချိန်းနေနဲ့ပဲတုံပြန်ကန်းဖြစ်ပေးမယ်ဆိုရင်လည်းအရန်ကိုမှချစ်စရာကောင်းတဲ့ပုံစံလေးပေါ့နော်ကဲဒါဆိုရင်ဖြူနဲ့တူလိုက်ထိုးကြည့်အောင်မိကောတူအယောင်2ယောင်လိုပါမယ်ပြီးတော့ဝါနဲ့အစိမ်ကိုတုံးထားတယ်เนาะ S-side ကတော့ 3.5 mm ကိုတုံးထားတယ်နောက်ပြီးတော့ဒီချင်းလေးရဲ့မျက်လုံးလေးရဲ့လိုမယ်6အပ်လေးလည်းလိုမှာပေါ့เนาะပထမဦးဆုံးအနေနဲ့ဖြူတို့က magic ring လောက်မှာပေါ့magic ring တော့သူများလည်းဘယ်လိုလောက်လဲမသိဘူးဖြူကအဲ့လိုပဲလောက်တယ်เนาะပြီးလို့ရှိရင်အဲ့ကနေအပ်ကိုဆွဲထုတ်လာမယ်ဆွဲထုတ်လာပြီးလို့ရှိရင်ဖုတ်မီတစ်ချက်တက်မယ်ပြီးရင်အဲ့ဒီနှစ်ကွင်းလုံးကိုယူပြီးတော့magic ring ထဲမှာပဲတိုင်တူ6ခါထိုးမယ်ပေါ့နော်အဲဆိုရင်ကွင်းထဲထည့်မယ်တိုင်တူတစ်ခါနှစ်ခါအဲ့တိုင်းပဲ6ခါထိုးရမှာပေါ့နော်ကဲ6ခါလုံးပြီးပြီဆိုလို့ရှိရင်ဖြူရမှာထွက်နေတဲ့အစလေးကိုတင်းတင်းလေးဆွဲမယ်ပေါ့နော်ဆွဲပြီးလို့ရှိရင်အဲ့လိုပုံစံလေးရလာပါမယ်အဲ့လိုပုံစံလေးရလာပြီဆိုရင်ခဏကပထမဦးဆုံးထိုးခဲ့တဲ့အပေါက်မှာပဲရှက်ကော်လေးနဲ့ပြန်ဆက်ပါမယ်ပြီးရင် round 2အတွက်ဖုန်မီတစ်ချက်တက်ပါမယ်ခဏကတိုင်တူထိုးခဲ့တဲ့နေရာမှာပဲတိုင်ပွားလေးထိုးမှာပေါ့နော်ဒီမှာတစ်ပေါက်ကိုတိုင်တူ2ခါစီနဲ့တိုင်ပွားလေးထိုးမယ်မှာတစ်ခါတပေါက်ထဲကိုပဲနောက်ထပ်တိုင်တူတစ်ခါထိုးမယ်နှစ်ခါနောက်တစ်ပေါက်ကိုလည်းတိုင်တူ2ခါထိုးပါမယ်တစ်ခါနောက်တစ်ခါထိုးပါမယ်တိုင်တူ2ခါဒါဆိုတိုင်ပွားလေးနှစ်ပေါက်ဖြစ်သွားပြီပေါ့နော်အဲတိုင်းပဲတိုင်ပွားလေးကို6ပေါက်ထိုးမယ်ဆိုရင်စုစုပေါင်းတိုင်တူက12တိုင်ဖြစ်သွားမှာပေါ့နော်တိုင်တူ6ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ခဏကပထမဦးဆုံးတိုင်တူထိုးခဲ့တဲ့အပေါက်မှာပဲရှက်ကော်လေးနဲ့ဆက်ပြီးတော့ round 2ကိုအဆုံးသတ်လိုက်ပါမယ် round 3မှာကျတော့တိုင်တူတစ်ခါတိုင်ပွားတစ်ခါထိုးမှာပေါ့နော်။ဒီမှာပထမဦးဆုံးပေါက်မှာတိုင်တူတစ်တိုင်ထိုးမယ်။ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်ပွားထိုးမယ်။တိုင်ပွားကတစ်ပေါက်ထဲကိုတိုင်တူ2ခါထိုးတာပါ။တစ်ခါ2ခါကျန်နေတဲ့ပေါက်တွေကိုလည်းတိုင်တူတစ်ခါတိုင်ပွားတစ်ခါဆိုပြီးတော့ပြီးတဲ့ထိဆက်ထိုးသွားမယ်နော်။ပြီးပြီဆိုလို့ရှိရင်ပထမဦးဆုံးထိုးခဲ့တဲ့တိုင်တူအပေါက်မှာပဲရှက်ကော်လေးနဲ့ပြန်ဆက်ပါမယ်။ပြီးရင်နောက်တစ်တန်းတက်ဖို့အတွက်ဖုန်မီတစ်ချက်ထိုးပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီလိုပုံစံလေးရလာမယ်နော်ခြေထွက်နေတဲ့အပေါက်မှာတိုင်တူတစ်ခါထိုးမယ်တစ်ခါပြီးတော့နောက်တစ်ပေါက်မှာလည်းတိုင်တူတစ်ခါပြန်ထိုးပါမယ်နောက်တစ်ပေါက်မှာကျတော့တိုင်ပွားလေးထိုးမှာပေါ့နော်တစ်ပေါက်ထဲကိုတိုင်တူ2ချက်ထိုးတာကိုပြောတာပါတိုင်တူတစ်ခါတိုင်တူ2ခါကျန်နေတဲ့အပေါက်တွေကိုလည်းအပုံစံတိုင်းဆက်ပြီးတော့ပြီးတဲ့အထိထိုးသွားမယ်နော်ပြီးပြီဆိုလို့ရှိရင်ပထမဆုံးထိုးခဲ့တဲ့အပေါက်မှာရှက်ကော်လေးနဲ့ဆက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုန်မီတစ်ချက်တက်ပါမယ် round 4ပြီးသွားလို့ရှိရင်စုစုပေါင်းတိုင်တူ24တိုင်ရမှာပေါ့နော် round 5မှာကျတော့သူကတစ်ပတ်လုံးကိုတိုင်တူ24တိုင်ထိုးပါမယ်နောက်ဆုံးပေါက်ကိုရောက်ပြီဆိုလို့ရှိရင်ပထမဆုံးထိုးခဲ့တဲ့ပေါက်မှာရှက်ကော်နဲ့ဆက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုန်မီတစ်ချက်တက်ပါမယ် round 5ထိထိုးပြီးပြီဆိုလို့ရှိရင် round 6 to 11ကိုလည်းပဲ round 5ကထိုးခဲ့တဲ့အတိုင်းပဲတိုင်တူပတ်လေ round 11ထိကိုဆက်ပြီးတော့ထိုးသွားမယ်ပေါ့နော်ထိုးပြီးပြီဆိုလို့ရှိရင်အဲ့လိုပုံစံလေးရလာမယ်နော်။နောက်ဆုံးအပေါက်ကိုထိုးပြီးပြီဆိုလို့ရှိရင်ပထမဦးဆုံးစားခဲ့တဲ့အပေါက်မှာပဲရှက်ကော်လေးနဲ့ပြန်ဆက်မယ်။ပြီးတော့ဖုန်မီတစ်ချက်တက်မယ်။ပြီးရင်ကျိုးစကိုရှည်လေးဖြတ်လိုက်ပြီးလို့ရှိရင်ဂျူလီပန်ဖူအတွက်ကိုထိုးလို့ပြီးပါပြီရှင်။
ပြီးရင်ပုံထဲကပြထားတဲ့အတိုင်းရိုးတန်လေးကိုဆက်ပြီးတော့ထိုးပါမယ်နော်ရိုးတန်ထိုးဖို့အတွက်ချီစိမ့်လေးကိုယူမယ်ပြီးရင် magic ring လေးလုပ်မယ် magic ring လုပ်ပြီးရင်ချီစားကိုဆွဲယူမယ်ဖွမီတစ်ချက်ထိုးမယ်ပြီးရင်အဲ့ဒီကွင်းထဲမှာပဲတိုင်တိုး6ခါထိုးမှာပေါ့နော်ခဏကကျူလစ်ပန်ပွေးကိုစပြီးတော့ထိုးခဲ့တဲ့ပုံစံလေးအတိုင်းပဲထိုးရပါမယ်နော်ပြီးပြီဆိုလို့ရှိရင်ကျိုးလေးကိုခတ်တင်းလေးဆွဲလိုက်မယ်ပြီးရင်ပထမဦးဆုံးထိုးခဲ့တဲ့အပေါက်မှာပဲရှက်ကော်နဲ့ပြန်ဆက်ပါမယ်အမှရှက်ကော်နဲ့ဆက်မယ်ပြီးရင်နောက်တစ်တန်းတက်ဖို့အတွက်ဖုတ်မီတစ်ချက်တက်မယ်ဒါလည်းပထမကထိုးခဲ့တဲ့အတိုင်းပဲတစ်ပေါက်ကိုတိုင်တို2ခါစီနဲ့တိုင်ပွား6တိုင်ထိုးပါမယ်နော်ပြီးပြီဆိုလို့ရှိရင်အမှရှက်ကော်နဲ့ဆက်ပါမယ်ပြီးရင်နောက်တစ်တန်းတက်ဖို့အတွက်ဖုတ်မီတစ်ချက်ထိုးမယ်ဒါဆိုရင် round 2လေးပြီးပြီပေါ့နော်ပြီးရင် round 3 4 5ကိုတပေါက်ကိုတိုင်တိုတစ်ချက်စီနဲ့ပြီးတဲ့အထိထိုးသွားပါမယ်နော်ပြီးပြီဆိုလို့ရှိရင်ဖွမီတစ်ချက်တက်မယ်ဖွမီတစ်ချက်တက်ပြီးလို့ရှိရင်ချီစားကိုရှေ့ရှေ့လေးဆွဲလိုက်မယ်ပေါ့နော်ဒါဆိုရင်ရိုးတန်အတွက်ကထိုးလို့ပြီးပါပြီရိုးတန်နဲ့ပန်းပွေလေးကိုဆက်မယ်ပေါ့နော်အဲ့မှာ6အက်လေးနဲ့ရိုးတန်ကိုရိုးတန်ရဲ့အစွန်းကိုထည့်မယ်6အက်လေးထဲမှာထည့်မယ်ထည့်ပြီးလို့ရှိရင်အမကျူလစ်ခဏသူ့ရဲ့ပန်းပွေပေါ့နော်ပန်းပွေကိုရှည်လိုက်မယ်အမ round 1 2 3 round 2နဲ့ 3ကြားမှာထိုးမှာပေါ့နော်အမတစ်ချက်ထိုးမယ်ထိုးပြီးရင်ရိုးတန်လေးစီရပဲတိုင်တိုအမထိုးထားတာရှိတယ်အဲ့တိုင်တိုအပေါက်ကိုပဲပြန်ယူမယ်နော်ယူပြီးလို့ရှိရင်အမတစ်ချက်ပြန်ထိုးမယ်ပြီးရင်နောက်ထပ်တိုင်တိုတစ်ခုယူမယ်ယူပြီးရင်အဲ့ဒီ round 2နဲ့ 3ကြားတဲ့ကပြန်ထိုးမယ်အဲ့တိုင်းလေးပဲဆက်ပြီးတော့ထိုးပါပေါ့နော်မပြီးခင်မှာပြန်ကြည့်ကြမယ်နော်မပြီးခင်မှာဆိုလို့ရှိရင်နည်းနည်းလေးခြားရမယ်နော်ဆီလီကွန်ထည့်ဖို့လေအမှနည်းနည်းလေးဟထားပြီးလို့ရှိရင်ဆီလီကွန်ထည့်ပါမယ်ဆီလီကွန်လည်းတင်းတင်းလေးထည့်မှာပေါ့နော်သူကအဲ့ဒါမှကြည့်လို့လှမှာလေအမှတင်းတင်းလေးထိုးထည့်မယ်ပြီးရင်အဲ့တိုင်းပဲရိုးတန်စီကယူလိုက်ပန်းပွေးမှာထိုးလိုက်အဲ့တိုင်းလေးပဲဆက်ပြီးတော့ပြီးရထိထိုးသွားမယ်နော်ပြီးပြီဆိုလို့ရှိရင်ဖြူရိုးအပေါ်ဘက်ကိုပဲထိုးသွားလိုက်မယ်နော်ပြီးလို့ရှိရင်အမှချီစားနှစ်ခုကိုတင်းတင်းလေးခြီလိုက်မယ်သူကဆီလီကွန်ထပ်ထည့်ရမှာပဲဆိုတော့မချောက်တော့ဘူးเนาะအတိုင်းလေးပဲတင်းတင်းလေးခြီပြီးတော့ခြီဖြတ်လိုက်ပါမယ်အဲ့ဆိုဒီလိုပုံစံလေးရလာမယ်เนาะပြီးလို့ရှိရင်ပန်းပွေးအတွက်မှာဆီလီကွန်ထပ်ထည့်မယ်ဆီလီကွန်ထည့်ပြီးလို့ရှိရင်အပေါ်ကသူအလျှောက်လေးပေါ့เนาะအဲ့ဒီအလျှောက်လေးကို6မယ်6ဖို့အတွက်6အက်လေးတွေကိုခြီထည့်မယ်ထည့်ပြီးလို့ရှိရင်အမှအလယ်မှတ်လိုက်ပေါ့เนาะအလယ်မှတ်ပြီးလို့ရှိရင်အမှထိုးလိုက်မယ်အလယ်ကျတဲ့အပေါက်မှာအက်လေးနဲ့ထိုးလိုက်မယ်အဲ့ဘက်ထိုးပြီးလို့ရှိရင်နောက်တစ်ဖက်ကိုလည်းအလယ်နားလေးမှာပဲပြန်ထိုးမယ်ထိုးပြီးလို့ရှိရင်ဖြူရိုးတော့ကျိတ်ကိုတခါတည်းတွဲပြီးတော့ခြောက်မှာပေါ့နော်ပို့ပြီးတော့ခိုင်အောင်အဲ့မှာတော့ကျိတ်တွေကိုထည့်လိုက်မယ်ထည့်ပြီးရင်ဟိုဘက်ကျန်နေတဲ့အပေါက်ကိုလည်းပဲအလယ်မှာထည့်မယ်ထည့်ပြီးဟိုဘက်နဲ့ဒီဘက်ကိုအဲ့လိုမျိုးကိုခိုင်မဲ့ပုံစံလေးပေါ့နော်ဟိုဘက်ဒီဘက်ခြောက်ပြီးတော့အနားတက်လိုက်မယ်ပေါ့ပြီးပြီဆိုလို့ရှိရင်အဲ့လိုလေးအနားတက်ပြီးတော့ခြီစားကိုဖြတ်လိုက်လို့ရှိရင်ရပြီပေါ့နော်ပြီးရင်မျက်လုံးလေးတွေနဲ့အလှဆင်မယ်ပေါ့နော်မဖြူတော့မရိုက်ပြတော့ဘူးတအားရှုပ်လို့ဟိုမှာကတ်နေရတယ်ဆိုတော့လေအဆင်ပြေတယ်လို့ပဲအမှချိန်ပြီးတော့ထည့်လိုက်ရပေါ့နော်ပြီးရင်သူ့ရဲ့နှက်ခမ်းလေးထိုးဖို့အတွက်အမဲရောင်ခြီရဖြူမှာအမဲမရှိလို့အညိုလေးပဲတောင်းထားတယ်အမခြီအညိုလေးကိုယူပြီးတော့
အလေမျက်လုံးနှလုံးရဲ့အလေနားလောက်မှာပေါ့နော်အဲ့မှာထိုးထည့်လိုက်မယ်မှာပြထားတဲ့အတိုင်းပေါ့နော်လိုက်ပြီးတော့ထိုးကြည့်ပါပြီးရင်အဲ့လိုအနာလေးတက်လိုက်လို့ရှိရင်ရပါပြီပြီးရင်မှာပါနီလေးထည့်မှာပေါ့နော်ပါနီလေးအဖြူနှခမ်းနီနဲ့ပဲတုံထားတယ်အမှကွန်လေးနဲ့ယူပြီးတော့အဆင်ပြေတဲ့နေရာလေးမှာပဲဒီဘက်ခြယ်ပေးလိုက်ပါတယ်ဒါဆိုရင်အရင်အောင်လှပတဲ့ဂျူလီကီချိန်လေးပြီးပါပြီရှင်